Bajaj ကနေစတင်ထုတ်လုပ်လိုက်တဲ့အိန္ဒိယ EV Bajaj ချီတက်အမျိုးအစားလေးကအခုမြန်မာနိုင်ငံကိုစတင်ရောက်ရှိလာပြီဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ပုံမှန် EV တွေဆိုလို့ရှိရင်အာမခံကတစ်နှစ်ဒါမှမဟုတ်တစ်နှစ်ခွဲလောက်ပဲအများဆုံးပေးတတ်ကြတယ်ပေါ့နော်အခုကဒီ Bajaj ချီတက်ကကြတော့မြန်မာနိုင်ငံမှာပထမဆုံးအာမခံအကျန်းဆုံးနဲ့အကောင်းဆုံး quality နဲ့ premium quality နဲ့ဝင်လာပြီဖြစ်ပါတယ်ခင်ဗျပုံမှန် EV တွေဆိုရင် motor battery controller အာမခံကပုံမှန်တစ်နှစ်လောက်ပဲအများဆုံးပေးတာအခု Bajaj ချီတက်အမျိုးအစားက3နှစ်တောင်ပေးလိုက်ပြီဖြစ်ပါတယ်ခင်ဗျာမော်တာရောဘက်ထရီရောကွန်ထရိုလာရောအကုန်3နှစ်နောက်ပြီးတော့အဲ့ဒါနဲ့တင်ပြီးလားဆိုတော့မပြီးသေးဘူးကျွန်တော်တို့ကမော်တာရဲ့ဘက်ထရီရဲ့ကွန်ထရိုလာအပြင်ဟိုမှ vehicle control unit ဆိုတဲ့ဟာရဲ့နောက်ပြီးတော့ motor control unit ဆိုတဲ့ဟာရဲ့နောက်ပြီးတော့ body ကိုတောင်အာမခံပေးထားတယ် body ကိုတောင်3 year warranty ပေးထားတယ်ပေါ့နော်အရင်ကိုကျန်းသွားပြီအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ပြည်မြို့မိုးနတ်သားကိုမင်းဆက်တော့ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်မန္တလေးမြို့ကိုရောက်နေပြီမန္တလေးကဒီ Bajaj showroom မှာ Bajaj အိန္ဒိယ EV Bajaj ချီတက်ရောက်နေပြီဆိုတာကိုကျွန်တော်သတင်းကြားတဲ့အတွက်ကြောင့်မလို့အခုဘိန်းလေးကိုကျွန်တော်အခုလာကြည့်တာဖြစ်ပါတယ်ခင်ဗျလာကြည့်တဲ့အချိန်မှာကျွန်တော်တို့အရင်တော့ပထမတစ်ခေါက်ကျွန်တော်ဒီ မော်လမြိုင် blog တွေပါတယ်တစ်ခေါက်စီးပြီးတော့ရိုက်ဖူးတယ်ဒါပေမဲ့အခုဒီကိုရောက်လာပြီးတော့တကယ်ဟိုဒါကိုတက်တိနားလေတဲ့လူတွေစီကနေကျွန်တော်ကြားရတဲ့ဒီဘိန်းရဲ့ပေါ့နော်သူရဲ့ specification လေးတွေကြားလိုက်ရတဲ့အချိန်မှာတော်တော်ကြီးကိုမိုက်တယ်တော်တော်ကျွန်တော်တို့အရင်တော့စီးခဲ့တဲ့ကျွန်တော်တို့ရောင်းခဲ့တဲ့ EV တွေနဲ့လုံးဝမတူတော့ဘူးအရန်ကိုကွဲပြားခြားနားသွားပြီလုံးဝမတူတော့ဘူးနောက်ပြီးတော့ခုနကကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲအာမခံရလဲ3နှစ်တောင်ပေးထားတာအာမခံရလဲအရန်ကျန်းတယ်နောက်ပြီးတော့မော်တာပေါ့နော်မော်တာကပုံမှန် EV တွေမြန်မာနိုင်ငံကိုသွင်းတဲ့ဒီ license EV တွေမှာကြတော့ပုံမှန်ဆိုရင်မော်တာဝက်1000တို့1200တို့1500တို့အများဆုံးက2000ဝက်လောက်ပဲလာတယ်ဗျအခုဒီ Bajaj ချီတက်အမျိုးအစားကမော်တာဝက်3000နဲ့လာပြီဖြစ်ပါတယ်ခင်ဗျာမော်တာဝက်3000ဆိုတော့ပြောစရာမလိုတော့ကျွန်တော်တောင်တက်တွေနောက်ပြီးတော့2ယောက်စီးမလား3ယောက်စီးမယ်ဆိုရင်တော့အယုံဆွဲရတော့အရင်ကျသွားမှာမဟုတ်ဘူးပေါ့နော်တော်တော်ကြီးကိုမိုက်တယ်နောက်ပြီးတော့ battery ကလည်းကျွန်တော်တို့ပုံမှန် EV တွေဆိုလို့ရှိရင်တနိုင်ငံလုံးလက်ရှိနိုင်ငံအနေထားနဲ့တော့ကျွန်တော်တို့ပြောလို့ရတယ်မြန်မာနိုင်ငံကိုလက်ရှိဝင်နေတဲ့ EV တွေအကုန်လုံးက lithium battery ကိုမှ light ဖို့နဲ့သွားတာဒါပေမဲ့အခုဒီ Bajaj ချီတက်အမျိုးအစားကလိုက်ဖို့မဟုတ်တော့ဘူးကျွန်တော်တို့က lithium battery ကိုမှကားတွေမှာသုံးတဲ့ NFC battery နဲ့ဖြစ်သွားပြီဖြစ်ပါတယ်ခင်ဗျ battery ရဲ့ packaging တစ်ခုလုံးကိုသူက aluminum နဲ့လုပ်ထားတာပေါ့နော်တော်တော်မိုက်တယ်နောက်ပြီးတော့ battery capacity ကလည်းကျွန်တော်3500 watt per hour နဲ့လာတာဖြစ်ပါတယ်ခင်ဗျ battery ကလည်းကြီးတယ် motor watt ကလည်းကြီးတယ်အရင်မိုက်တယ်ပေါ့နော်နောက်ပြီးတော့ဒီ Bajaj ချီတက်ရဲ့ top speed ကလည်းမိုက်တယ်63 km/h speed နဲ့သွားတယ်63 km/h speed ဆိုတာနေတဲ့အဲထဲမှာမပါဘူးကျွန်တော်တကယ်တမ်းစီးကြည့်လိုက်ရင်60 တိဆွဲဖို့တောင်တော်တော်ကြီးကိုစူးစမ်းပန်းစားကျွန်တော်ဆွဲရတယ်ပုံမှန်ကျွန်တော် engine ဘိန်းနေနဲ့ကတော့အရင်မတူ EV ဖြစ်တဲ့အတွက်ကြောင့်မလို့ engine vibration လည်းမရှိတဲ့အတွက်ကြောင့်မလို့ရင်းနေလက်ခနဲ့ဖြစ်တယ်63ဆိုတာတုံကျွန်တော်ထင်တယ်လုံလောက်တယ်ပေါ့နော်နောက်ပြီးတော့ပေါ့နော်ဒီ Bajaj ချီတက်ရဲ့ range ကလည်းသူက2မျိုးပါတယ်ပုံမှန် EV တွေမှာဆိုလို့ရှိရင်ကျွန်တော် eco တို့ sport တို့ပေါ့နော်အဲ့လိုမျိုးပေါ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအတိအကျမပြဘူးဒါပေမဲ့ဒီ Bajaj ချီတက်ကကြတော့သူက lithium နဲ့ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဘာထူးခြားလဲဆိုတော့ကျွန်တော်အရင်ကြိုက်တဲ့တစ်ချက်ပေါ့နော်သူက eco နဲ့ဆိုလို့ရှိရင်သွားနိုင်တဲ့ကီလိုမီတာဘယ်လောက် range ကျန်သေးတယ် sport နဲ့ဆိုရင်ဘယ်လောက် range ကျန်သေးတယ်ဆိုတဲ့ဟာကိုအတိအကျပြပေးတယ် battery percent လည်းပြတယ်ပေါ့နော်ဥပမာပြကျွန်တော်ကဒီမှာ eco ပြောင်းလိုက်တယ်ဆိုရင် eco နဲ့ဆိုရင်100 ရာခိုင်နှုန်းအားအပြည့်ဆိုလို့ရှိရင်131 ကီလိုမီတာရတယ်အဲ့ဒါအောင်မှကျွန်တော် sport ချိန်လိုက်တယ် sport ချိန်လိုက်ရင်သူက range ကနည်းနည်းလေးရော့ပြီးတော့ပြသွားတယ်128 ကီလိုမီတာကို100 ရာခိုင်နှုန်းကို128 ကီလိုမီတာဒီစီးလို့ရတယ်ဆိုပြီးတော့ပြတယ်ပေါ့နော်အဲ့ဒီတစ်ချက်ကတော်တော်မိုက်တယ်ဘယ် EV မှာမှကျွန်တော်ရောင်းခဲ့သမျှတွေမှာမတွေ့ဘူးသေးဘူးပေါ့နော်နောက်ပြီးတော့ပေါ့နော်ဒီ Bajaj ချီတက်ကပြောရရင်ဒီမှာကျွန်တော်ပြမယ်နော်ဟိုသန် body နဲ့ down ကနေမြည်ရပေါ့နော်သူကတစ်စီးလုံးပတ်လေကိုသန် body နဲ့လာတာသူကနောက် body လဲသန်နောက်ပြီးတော့ဒီကောင်ရှေ့ကဓာရီလည်းအကုန်လုံးတန်နဲ့ကြီးပဲပေါ့နော် fiber ဆိုတာကလည်းကျွန်တော်ဒီ market နဲ့ဒီခေါင်းလေးပဲရှိတာကျန်တာတော့တစ်စီးလုံးအကုန်တန်နဲ့ကြီးပဲမိုက်တယ်တန်နဲ့ကြီးပဲလာတာအရင်မိုက်တယ်ကျွန်တော်တုံးမပြောမဆုံးဗျာကျွန်တော် accident ဖြစ်လို့ဘိန်းကလဲသွားတယ်ဆိုလို့ရှိတော့ကားလိုမျိုး body ယုံမှာ body ပြန်ထုရမယ်ဆေးပြန်လုံးရမယ်အဲ့ဒါတော်တော်မိုက်တယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်ဒီကောင်က body ကိုလည်းအာမခံ3နှစ် warranty ပေးထားတယ်ဒါပေမဲ့ user for တော့မရဘူးပေါ့နော်ကျွန်တော်တို့ကဒီဘိန်းကကျွန်တော်တို့စက်ရုံကနေအခု customer တွေလက်ထက်ကိုစရောင်းတဲ့အချိန်မှာစီးနေရင်တော့၎င်းဗျာကျွန်တော် body တစ်ခု train တော့၎င်း joint set တွေပြုတ်သွားတာတော့ရှိရဆိုရင်လည်းကျွန်တော်တို့ကလုံးဝ warranty ကိုအပြည့်ပေးထားတယ်3နှစ်ကိုကျွန်တော် warranty ပေးထားတာဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့ဒီ Cheetah EV
cycle ကိုစီးတဲ့ customer တိုင်းကဘယ်မှမရတဲ့ဝန်ဆောင်မှုတစ်ခုကိုလည်းရအောင်ပါဘာဖြစ်လို့ဆိုတော့ဒီဘိန်းကိုစီးတဲ့ customer တိုင်းကသူတို့ရဲ့နီးစပ်ရာ authorized service center တွေကနေပြီးတော့လမ်းမှာပဲဖြစ်ဖြစ်အိမ်မှာပဲပြက်ပေါ့နော်အိမ်တရားရောက်ပြုတ်ပင်ပေးတဲ့ service ပေါ့နော်အဲ့ဒီ service ကိုပေးအောင်မှာဖြစ်ပါတယ်ခင်ဗျဒီဘိန်းတကယ်လို့လမ်းမှာပြတ်သွားတာတော့ဘာလို့ဆိုရင်တုံအပြင်ဆိုင်တွေမှာလည်း Cheetah company ကနေပြီးတော့ပြင်ခွင့်မပေးထားဘူးပေါ့နော်သူတို့ကိုယ်တိုင်ကိုလုံးဝ error မရှိနစ်အကြာရှည်အများကြီးစီးလို့ရအောင်ဆိုပြီးတော့အိမ်တရားရောက်ပြုတ်ပြင်ပေးတဲ့စနစ်လည်းလုပ်ပေးအောင်မှာဖြစ်ပါတယ်ခင်ဗျနောက်ပြီးတော့ဒီဘိန်းတစ်စီးလုံးကိုဒီ Cheetah ကနေပြီးတော့သူက diagnostic system ပေါ့နော်ကျွန်တော်အဲ့ set ကလေးနဲ့ကျွန်တော်တို့ control လုပ်ထားတာအဲ့ဒီတစ်ချက်ကတော်တော်မိုက်တယ်ကားတွေမှာလိုမျိုးပဲကားတွေမှာဆိုကျွန်တော်တို့ကွန်ပျူတာဘောက်ထိုးပြီးတော့စစ်တဲ့ပုံစံမျိုးမှာဒီ Cheetah မှာကြတော့လေအဲ့လိုပဲ diagnostic system ပါတယ်ကျွန်တော်တို့ကွန်ပျူတာဘောက်လိုပုံစံမျိုးထိုးပြီးတော့တစ်စီးလုံးကိုသူက control လုပ်ထားတယ်ဘာနော် controller တို့ motor တို့ charger တို့ control လုပ်ထားတယ်ဗျာ body လည်းသူတို့ control လုပ်ထားတဲ့ထဲမှာပါတယ် brake လည်းအဲ့ computer ECU set computer ဘောက်လေးနဲ့ဆက်လို့ရမှာဖြစ်ပါတယ်ခင်ဗျအရင် system ကမြင့်သွားပြီနောက်ပြီးတော့ဒီကောင်ရဲ့ system ထဲမှာ bluetooth system လည်းပါတယ်နောက်ပြီးတော့ mobile app နဲ့လည်းသူကသုံးလို့ရသေးတယ်ကျွန်တော် mobile app ထဲမှာလည်းဖုန်းကင်လို့ရတဲ့ fashion တွေပါတယ်လို့တော့ပြောတယ်အဲ့ဒါတော့မြန်မာနိုင်ငံမှာမရတော့ကျွန်တော်တစ်ချက်လောက်တော့မေးကြည့်အောင်မှာဖြစ်ပါတယ်ခင်ဗျနောက်တစ်ချက်ကပေါ့နော်ဒီ Cheetah ရဲ့ short bar စနစ်ကိုကျွန်တော်ပြောချင်တယ်ပုံမှန် EV တွေမှာကြတော့ရိုးရိုး short bar လေးတွေပဲသုံးထားတယ်ရိုးရိုး short bar သုံးတာရှိမယ်ဗျာကျွန်တော် gas box တွေပါတွေသုံးတာရှိမယ်ဒါပေမဲ့ဒီ Cheetah India EV မှာကြတော့လင်းတွေမှာသုံးတဲ့ short bar စနစ်ကိုသုံးထားတာပေါ့နော် single sided suspension ပေါ့နော်အဲ့စနစ်ကလည်းတော်တော်မိုက်တယ်ဒီမှာကြည့်တော်တော်မိုက်တယ်လို့ပြောလို့ရတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီမော်လမြိုင်ဘက်ဒီမှာလည်းကျွန်တော်စီးကြည့်ထားတယ်ဗောနော်မော်လမြိုင်တောင်ဝိုင်းတောင်လည်းကျွန်တော် test ride တစ်ခေါက်လုပ်ပြီးသွားပြီအဲ့မှာလည်းအဲ့လိုပဲတောင်တက်တာတို့ slow down တို့ဂျိုင်းကြတာတို့ဘာလို့ဆိုရင်ဒုံတိုင်းနေဖြစ်မသွားဘူး suspension ရတော်တော်မိုက်တယ်ဗောနော်အရင်ကြိုက်တယ် suspension အဲ့ဒါဆိုရင်ကျွန်တော်ဆက်ပြီးတော့တူးပေါက်အနေထားကိုကျွန်တော်ကြည့်လိုက်ရအောင် wow ပုံမှန် EV မှာဆိုလို့ရှိရင် cycle အုပ်လို့တစ်လုံးပဲဆက်တယ်ကျွန်တော်ဒီမှာပြမယ်တစ်လုံးနှလုံးသုံးလုံး wow cycle အုပ်ထုတ်သုံးလုံးလောက်ဆက်နေဗျာအရင်မိုက်တယ်ကျွန်တော်တို့က35 liter storage ကျိပဲဗျာတော်တော်ကြိုက်တဲ့လောက်သာထဲ cycle အုပ်ထုတ်နှလုံးမဟုတ်ဘူးသုံးလုံးတော့မိုက်သွားပြီတူပေါက် area လဲကျဲတယ်နောက်တစ်ခုကဒီမှာကျွန်တော်ပြမယ်ဒီကောင်ကျွန်တော်တို့ဖင်တိုင်ကုန်းလန်လိုက်တာ ਨੇ ဒီကောင်ပြန်လန်မကြဘူးပေါ့နော်ဒီလိုနည်းနည်းလေးလှုပ်လိုက်ရင်တော့သူကပြန်မကြသေးဘူးပြေးနဲ့သူကဖြည်းချင်းကြတာအဲ့အသေးစိတ်ကအစဒီ Cheetah ကတေချာကိုလှုပ်ထားတာပေါ့နော်အရန်မိုက်တယ်ကျွန်တော်အရန်သဘောကျသွားပြီဒီလိုဆိုရင်လည်းသူကပြုတ်မကြဘူးပေါ့နော်ကျွန်တော်အဲ့ပုံမှန် cycle တွေမှာဆိုရင်ဒီလိုမားလိုက်တာ ਨੇ အောက်ကိုဘုံဝင်နဲ့ပြုတ်ကြဒီကောင်က AC ပဲဒီမှာစိုက်တဲ့နေရာမှာထားအရန်မိုက်တယ်နောက်ပြီးတော့ပေါ့နော်ကျွန်တော်ကြိုက်တဲ့တစ်ချက်ထဲမှာ motor လည်းပါတယ်ဒီ Cheetah India EV ရဲ့ motor ကပုံမှန်EV cycle တွေမှာဆိုရင်ဗျာ motor ကဒီဂွေထဲမှာတစ်ခါလေးထည့်ထားတာဒီမှာကျတော့အဲ့လိုမဟုတ်ဘူးသူရဲ့ motor ကဒီမှာဒါကြီးက motor အလုံးကြီးမိုက်တယ်တော်တော်မိုက်တယ်ကောင်ကဒီဘက်ကဂွေနဲ့ဟိုဒီကောင်ကကတ်တွဲထားတာပေါ့နော်ဂွေထဲမှာမော်တာမဟုတ်တော့ဘူးအဲ့တော့ကြောင့်မလို့ကျွန်တော်တို့ကစီးတဲ့အချိန်မှာလဲကျွန်တော်မနေ့ကကျွန်တော်ဒီမော်လမြိုင်မှာလဲကျွန်တော်တောင်တက်ခဲ့တယ်တောင်ဝိုင်းတောင်ဝင်းတော့တက်တဲ့အချိန်မှာလဲစီးရတဲ့ feeling ကဗျာ auto bane တစ်စစ် scooter တစ်စီးရဲ့ feeling မျိုးကိုရတယ်အရင်မိုက်တယ်နောက်ပြီးတော့သူဟိုလိုမျိုး motor အော်တဲ့အသံတို့နောက်ပြီးတော့ motor vibration အဲ့လိုမဟုတ်ဘူးသူက scooter တစ်စီးကိုစီးရတဲ့ feeling ကိုရတာမသိရင် engine main စီးနေရတဲ့အောင်နည်းနည်းလေးဘယ်လို feeling လဲမသိဘူးတော်တော်ကြီးကိုမိုက်တယ်ဗျာအဲ့ဒါကြောင့်အယုံဆွဲရဘလောက်ပင်မြင်းတဲ့တောင်ပဲဖြစ်လုံးဝစိုးရင်ကြမလို့ကျွန်တော်ကတော့ဒီကောင်စီးနေရင်လည်းဘယ်လို feeling ရလဲဆိုတော့သူ့ရဲ့ motor အနေထားနဲ့ကျွန်တော် lever ဆွဲတဲ့အပေါ်မှာဖင်တိုင်ကြတာမျိုးအဲ့လိုမျိုး feeling မျိုးလုံးဝမရဘူးပေါ့နော်လုံးဝယုံကြည်မှုရှိရဗျာကိုတောင်တက်ရင်လည်းငါတက်နိုင်တယ်ဒီကောင် lever ဆက်ဆွဲရင်ရသေးတယ်ဆိုတော့ feeling မျိုးကိုရခဲ့တယ်အရင်ကြိုက်တယ်အဲ့တစ်ချက်လေးပေါ့နော် motor မိုက်တယ်နောက်ပြီးအာမခံပေးတဲ့အချိန်မှာကျွန်တော်ခုနပြောသွားတဲ့အာမခံ3နှစ်တင်မကဘူးတာယာကိုပါအာမခံပေးထားသေးတယ်ဗျာဘယ်မှာမှတာယာကိုအာမခံမပေးဘူးအခုကဒီ Cheetah မှာတာယာကိုသူကတစ်နှစ် brand ပေးထားတာတော်တော်မိုက်တယ်တော်တော်မိုက်တယ်တာယာကိုကြိုက်တဲ့လောက်စီတစ်နှစ်အာမခံတာယာကိုပေးထားပါတယ်ခင်ဗျာနောက်တစ်ချက်ကစီးနေရင်လည်းအားပြန်ဝင်တဲ့စနစ်ကျွန်တော်မော်လမြိုင်တောင်ဝိုင်းတောင်ကိုတက်ခဲ့တယ်တောင်ပေါ်ကနေတောင်အောက်ဆင်းတော့ 1% ပို့သွားတယ် battery range ကလည်း10 km လောက်ပို့ခဲ့တယ်ပေါ့နော်ကျွန်တော်တက်ခဲ့တော့အဲ့မှာဂုံးစင်းနေမှာကြတော့အရန်တိတာတယ်ကိုယ့်အတွက်လည်း safety ဖြစ်တယ်ဗျာအရန်ကြီးကို break ကိုပြီးအားကိုးစရာမလိုသူရဲ့အားပြန်ဝင်တဲ့စနစ်ကဂွေလဲတဲ့အချိန်မှာပြန်ပြီးတော့ reverse charging အနေနဲ့ပြန်လုတ်ပေးတာပေါ့နော်တော်တော်ကြိုက်ဖို့ကောင်းတယ်အဲ့တစ်ချက်ကမိုက်တယ်နောက်တစ်ချက်ကသူ့မှာက battery နှလုံးပါတယ်
အဲ့လိုပြောလို့ battery lithium နှလုံးလားဆိုတော့လေမဟုတ်ဘူးဗျကျွန်တော်ပြောပြမယ်သူရဲ့ original ပါတဲ့ battery အကြီးက3500 watt per hour battery ကြီးကကြတော့ motor ကို support လုပ်တယ်ဒီ display တွေ horn တွေကျန်တဲ့မီး line တွေ wiring line ကကြတော့သူကအဲ့အတွက်ကို battery နောက်ထပ်တစ်လုံးပါသေးတယ်ဗောနော် auxiliary battery လေးတစ်လုံးပါအောင်မယ်အဲ့ဒီ battery လေးကလည်းအာမခံကတစ်နှစ်ခွဲပေးထားသေးတာပုံမှန်ဟို battery အကြီးကိုအာမခံ3နှစ်ပေးထားတဲ့အပြင်ဟိုမှ auxiliary battery 12 volt လေးတစ်လုံးပါတယ်အဲ့ကောင်ရဲ့အာမခံကလည်းတစ်နှစ်ခွဲထိတောင်ပေးထားတယ်အရန်မိုက်သွားပြီဒါအခုကျွန်တော်တော့ဖွင့်လိုက်ပြီပေါ့နော် battery အားပြန်ဝင်တဲ့စနစ်ကလည်းအစိမ်းအောင်လေးပြတယ်သူအားပြန်ဝင်နေဆိုရင်အဲ့ battery မီးအစိမ်းလေးလင်းလာမယ်နောက်တစ်ချက်ကခလုတ်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့က R တို့ဘာ ready တွေဘာနဲ့ R ခလုတ်တွေနဲ့ပုံမှန် EV တွေမှာရှိတယ်ဒါပေမဲ့ဒီ Cheetah EV cycle မှာကြတော့ auto ကားတစ်စီးရဲ့ခလုတ်ပုံစံမျိုးလေးဖြစ်သွားတယ်ဒီမှာကြည့် D is a drive အဲ့ပြီးတော့ normal ဒါ reverse gear DM ကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့ကဒီမှာကီလိုမီတာတွေကိုကြည့်ကျင်တာလားနောက်ပြီးတော့သွားနိုင်တဲ့ battery percent ကိုကြည့်ကျင်တာလားဒီ screen မှာဟိုကသူဒီခလုတ်လေးကိုတစ်ချက်ပြီးတစ်ချက်နှိပ်ပြီးတော့သူကပြောင်းလဲသွားတာပေါ့နော်သူ့မှာကဘေးမှာ down switch ပါတယ်ဗျဒီကောင်က down switch ကို down ကိုကျွန်တော်ဖြုတ်ပြီးတော့မှဒီထိုးလို့ရမယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ down ကိုရင်ဖြုတ်ပြီးတော့ကျွန်တော်တို့ brake ကိုညှစ်ပြီးတော့ဒီလေးကိုတစ်ချက်နှိပ်လိုက်တာနဲ့ဒါသူကနှစ်မျိုးမှုနှစ်မျိုးရွေးခိုင်းတယ် eco mode နဲ့သွားမလား sport mode နဲ့သွားမလားပေါ့နော်မှုနှစ်မျိုး eco mode ဆိုလို့ရှိရင်သူကဘလောက်သွားလို့ရတယ်ဆိုတဲ့ range ကိုဒီ screen မှာပြတယ်အဲ့ပြီးတော့ sport ဆိုရင်ဘလောက်သွားလို့ရတယ်ဆိုတဲ့ range ကိုဒီ display မှာပြမှာဖြစ်ပါတယ်ခင်ဗျဒီဘက်မှာလည်းဒါအပေါ်မီအောက်မီ chain နဲ့ခလုတ်လေးတစ်ခုပါမယ်ဒါကတော့ signal လေးပေါ့နော်ဒါ signal ဘယ်ဘက် signal ဖြစ်မယ်ညာဘက်မှာလည်းညာဘက် signal တစ်ခုပါမယ်ဒါကတော့ home ဖြစ်မယ်ဒါကတော့ကျွန်တော်တို့က bluetooth နဲ့ချိတ်တဲ့အချိန်ကျတော့ကိုယ့်ရဲ့ဖုန်းနဲ့ချိတ်ပြီးတော့တချင်းနားထောင်တာတို့ဖုန်းလာရင်ဖုန်းပြောတာတို့ဘာတို့ဒီခလုတ်လေးကိုနှိပ်ပြီးတော့သူကအသုံးပြုလို့ရမှာဖြစ်ပါတယ်ခင်ဗျနောက်ပြီးတော့ပေါ့နော်စိန်ကနေကလည်းပုံမှန် cycle တွေဆိုလို့ရှိရင်တစ်ဖက်ထဲမှာပဲဘယ်ညာရှိတယ်ဒါပေမဲ့ဒီ Cheetah မှာကြတော့ဘယ်ဘက်စိန်ကနေကဘယ်ဘက်လက်ကင်ပါညာဘက်စိန်ကနေကညာဘက်လက်ကင်ပါလုံးဝကွဲတဲ့ feeling မျိုးကိုရတယ်တော်တော်မိုက်တယ်နောက်ပြီးတော့မီးလုံး design ပေါ့နော်မီးလုံး design ကလည်းရှေ့မီးကြီးရဲ့ဒီပက်ပက်လဲမှာ LED ရေခဲကြောင့်မီးလေးပါတယ်အဲ့ဒီမီးရဲ့အလဲတက်တဲ့မှာ Cheetah ရဲ့ logo လေးပေါ့နော်ဒီလာချမ်းလေးလိုပုံစံမျိုးလေး logo လေးတစ်ခုပါသေးတယ်နောက်ပြီးတော့စိန်ကနေမီးလေးလည်းတော်တော်မိုက်တယ်စိန်ကနေမီးဒီဇိုင်းလေးလည်းလုံးဝမိုက်သွားတယ်ရှေ့မှာလည်းဒီမှာလေခွင်းတဲ့ဒီဇိုင်းလိုပုံစံမျိုးလေးဒီဒိုင်းကာလိုပုံစံမျိုးသေးလေးအမြောင်းလေးတစ်ခုပါတယ်ပေါ့နော်ပြီးတော့နောက်မီးဒီဇိုင်းလေးလည်းမိုက်တယ်နောက်မီးဒီဇိုင်းလေးဆိုရင်လည်းအဲ့လိုပဲဒါတော်တော်လာတယ်ဒါ retro design ဖြစ်သွားပြီပေါ့နော် retro design ဘက်ကိုသွားတယ်ဟုတ်ကဲ့ပါခင်ဗျဒီ Cheetah EV cycle အိန္ဒိယ EV cycle လေးကမြန်မာနိုင်ငံကိုစတင်ပြီးတော့ SKD စနစ်နဲ့စပြီးတော့ဝင်ရောက်လာပြီးလိုင်စင်ကလည်းရာပလိတ်လိုင်စင်ကြီးနဲ့စီးလို့ရမယ်ရာပလိတ်လိုင်စင်ကြီးကမှကနဦးတက်4နှစ်တောင်စီးလို့ရမှာဆိုတော့တော်တော်မိုက်တယ် range ကလည်းသူကကျွန်တော်သိတဲ့လောက်က minus ဆိုလို့ရှိရင်131 km ဆိုရင် minus ဆိုရင် mile မြေပြန့်မှာ mile 90 ဝန်းကျင်လောက်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီ Cheetah India EV cycle လေးကိုမျက်မြင်လဲကြည့်ရှုခြင်းနဲ့ test ride လဲလုပ်ခြင်းနဲ့ဆိုလို့ရှိရင်84လမ်းတစ်ခွန်တောင်းမှာရှိတဲ့ Bajaj showroom နဲ့ Cheetah showroom မှာလာရောက်ပြီးတော့ကြည့်ရှုပြီးတော့ test ride လုပ်ပြီးစမ်းသပ်မောင်းနေနိုင်မှာဖြစ်ပါတယ်ခင်ဗျorder လဲစတင်ပေးလို့ရပါပြီအခုကနေစပြီးတော့ order ပေးခြင်းနဲ့ဆိုရင်လည်းခုနပြောတဲ့ Bajaj showroom နဲ့ Cheetah showroom မှာလာရောက်ပြီးတော့ order စတင်ပေးလို့ရပြီဖြစ်ပါတယ်ခင်ဗျအားလုံးကျေးဇူးများတင်ရှိပါတယ်ခင်ဗျ